2026 ခုနှစ်မတ်လ23ရက်နေ့မှာရုံတင်ပြသခဲ့တဲ့ဒီဇာတ်ကားကြီးကိုတော့ဆာဘီးယားဒါရိုက်တာနဲ့ခရိုအေးရှားဒါရိုက်တာတို့ကပူးပေါင်းဖန်တီးထားတာပါဇာတ်ကားရဲ့အဓိကသင်ကတော့ကဘာကြီးရေလွှမ်းမိုးခံရပြီးနောက်ပိုင်းကျွန်းစုလေးတွေအဖြစ်ကွဲထွက်သွားတဲ့အနာဂတ်ကဘာမှာရှင်သန်ရုန်းကန်ရတဲ့အကြောင်းကိုအခြေခံထားပါတယ်ကြီးမားတဲ့မုန်တိုင်းကြီးတွေကြားမှာအသက်ရှင်ဖို့အတွက်ဖိနှိပ်ထားတဲ့စီးမြင့်တွေကိုဖောက်ထွက်ပြီးကဘာကြီးရဲ့မူလစစ်မြစ်အမှန်တရားကိုရှာဖွေကြမဲ့လူငယ်တွေရဲ့စွန့်စားခန်းကိုညံ့ညံ့ဆိုင်ဆိုင်တင်ဆက်ထားတာပါဇလန်းအစမှာမဟာရေလွှမ်းမိုးမှုကြီးဖြစ်ပွားပြီးနှစ်ပေါင်း300အကြာမှာကြံရစ်ခဲ့တဲ့ကျွန်းသားတွေဟာအဆုံးမရှိတဲ့မုန်တိုင်းကြီးရဲ့ချိန်ချောက်မှုကိုအမြဲခံနေရတာကိုမြင်တွေ့ရမှာပါသူတို့အတွက်တခုတည်းသောမျှော်လင့်ချက်ကတော့လုံခြုံတဲ့အားကဆိုတဲ့မြို့တော်ကြီးဖြစ်ပြီးအဲ့ဒီကိုရောက်ဖို့စတောင်းရိုက်တင်းလို့ခေါ်တဲ့အသက်လူရတဲ့ပြိုင်ပွဲတွေကိုဝင်ပြိုင်ရပါတယ်အဓိကပရိပခကတော့ဒီလိုဖိနှိပ်မှုတွေကိုမခံနိုင်တော့တဲ့လူငယ်2ယောက်ကမုန်တိုင်းကိုဖျက်ကျော်ပြီးအားကားမျိုးကိုအုပ်ဆိုးထားတဲ့ဖန်တီးရှင်အိုကြီးတွေဖုံးကွယ်ထားတဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ဖို့ကြိုးစားကြတာပါပဲဇလန်းကတဖြောင့်လဲပုံစံမျိုးနဲ့ပဲအရှင်အပြည့်စွန့်စားခန်းတွေကိုတဆင့်ချင်းစိတ်ဝင်စားစရာကောင်းအောင်ဆွဲခေါ်သွားတာဖြစ်ပါတယ်အထူးသဖြင့်လှိုင်းလုံးကြီးတွေမုန်တိုင်းတွေကြားကလေပြိုင်ပွဲအခန်းတွေကို CGI တီးသက်အားမကိုပဲတကယ်မုန်တိုင်းထန်နေတဲ့အချိန်မျိုးမှာတွားရောက်ရိုက်ကူးထားတာမို့ production value ကတကယ်ကိုအမြင့်ကြီးပါပဲလိုက်တင်ပိုင်းမှာလည်းမျောလင်းချက်မဲ့နေတဲ့ကျွန်းတွေရဲ့မှိုင်းညို့ညို့အယောင်သွေးနဲ့လှုပ်ဝက်ချက်တွေပြည့်နေတဲ့အာကာမျိုးရဲ့ကွာခြားချက်ကိုတေချာခွဲခြားပြသထားပါတယ်ဇလန်းရဲ့အနှေးအမြန်ကတော့အစပိုင်းမှာကဘာတစ်ကြီးအကြောင်းမိတ်ဆက်တာမှုနည်းနည်းအေးတလို့ရှိပေမဲ့မုန်တိုင်းနဲ့ဝင်သွားတဲ့အချိန်ကစပြီးအဆုံးထိတန်ရှင်အပြည့်နဲ့ကြည့်ရမှာပါဒီကားကတိတ်ပံစိတ်ကူးရင်နဲ့စွန့်စားခန်းတွေကိုသဘောကျတဲ့သူတွေအတွက်ပေါ့ပေါ့ပပနဲ့အမိုက်စားခံစားမှုကိုပေးစွမ်းနိုင်မဲ့ကားမျိုးပါအကျန်းပဒံခန်းတွေအရန်ကြီးမပါဝင်လို့မိသားစုနဲ့အတူကြည့်လို့လည်းအဆင်ပြေပါတယ်ကိုပိုင်ဇလန်းတော်အတင်းနဲ့ရှင်တန်ရေးကားမျိုးတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်တွေလုံးဝအကြိုက်တွေ့စေမယ့်ဇာတ်ကားပါအတစ်အစမ်းကဘာတစ်ခုမှာရင်ခုန်စရာစွန့်စားခန်းတွေကိုလိုက်ပါခံစားခြင်းနဲ့ဆိုရင်တော့ဒီကားလေးကိုတွားရောက်ကြည့်ရှုဖို့အကြံပြုလိုက်ပါရစေ။